ဆိုတော့စပယ်ရဲ့ဆက်ထားလိုက်တဲ့ပေါ့နော်ပြီးမှခဲဂျမမဟုတ်ထဲမှအမဟုတ်တော့ကိုစပယ်မမူတည်ပြီးတော့ထဲတော့ပေါ့နော်ကိုလူတလောက်ထဲတော့လို့ရတယ်ထဲပြီးလို့ရှိရဲ့ကိုနေတဲ့တာလွေရှိတမဟာအုပ်ရှိတမျိုးနဲ့ပြလေးဖြေအောင်ပေါ့နော်တအားကြီးလည်းများစင်းနဲ့တအားကြီးလည်းနဲ့စင်းနဲ့ကိုစပယ်နဲ့ကိုင်းကြီးမဲ့ရွယ်ပုံမှန်လာထဲမဲ့ရှိတအားများလို့ရှိရဲ့စပယ်ကိုစုံစပယ်နဲ့စိတ်ကလေးဖြစ်နေတဲ့ဆိုတော့ရှိကိုတအားကြီးလည်းများစင်းနဲ့တအားကြီးလည်းမနေစင်းနဲ့ကိုတော့တဲ့အမောနဲ့ချိုးစံကြီးအားထဲပြီးတော့ဒီလိုမျိုးပြလေးဖြေအောင်မွေးလိုက်မယ်ပေါ့နော်ပြလေးဖြေအောင်မွေးလိုက်မယ်လေစတဲ့အနေထားရပြီဆိုရင်စပယ်ကိုစော်ရပြမယ်စပယ်မှာစော်ပြီးတော့လိတ်တော်မှပေါ့နော်စပယ်ကိုညီလေးဖြေအောင်ဖိလိုက်မယ်ပြီးစပယ်ပြီးအလိုမျိုးလိုကြောလေးမှဒီလိုမျိုးလေးဖိနဲ့ခွာကြလေးဖြေအောင်လုပ်ပြီးတော့ဒီလိုမျိုးလေးတလုံးနဲ့အောင်လိုက်မယ်ပေါ့နော်ဆိုတော့ဥယျာဉ်ပြောပဲအဓိကထားပြီးတော့လိတ်ထားတာပေါ့နော်ဒါလေးကတော့လိတ်ပြီးတဲ့အနေထားလေးပေါ့နော်ဖြာလေးမှမလိတ်ထားဘူးဒီအနာစီနဲ့တုပ်လို့လည်းရတယ်ဆိုတော့ရွတ်သားလို့ရှိနေပဲတုပ်ထားတယ်ငါ15မိနစ်10မိနစ်နာထားပြီးတော့ဆက်ပူနဲ့ဆွချလိုက်တယ်ဘိုင်ဘိုင်ဝယ်ရ update today ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်